သုံးနေတဲ့ဘုရားတော့ကတ္တဗဘုရားတဲ့။ဘာဘုရားတဲ့လဲ။အဲဒီကတ္တဗမြတ်စွာဘုရားရှင်ကိုရမဗာရာဏသီပြည်ဗျမတတပုံနာတဲ့ခမဲတော်နာမည်ကမေတော်နာမည်ကဒနဝတိတဲ့မေတော်နာမည်ကဘယ်သူတဲ့ဒနဝတိဘုံလေးမတော်မှာဘွားမြင်တော်မူတယ်အလောင်းတော်ရဲ့အမည်ကိုအနွယ်အားဖြင့်ကတ္တဗကုမာရာတဲ့အဲဒီကတ္တဗမြတ်စွာဘုရားလူနာမည်ဟာလေကတ္တဗကုမာရပဲကတ္တဗသရုသားဟာအဲ့ဒီကတ္တဗဘုရားလောင်းတော်ဟာဟန္တဝါပြတ်တတ်တဲ့ယတဝါပြတ်တတိရိနန္ဒရာပြတ်တလို့ခေါ်တဲ့ပြတ်တသုံးဆောင်ပါကျင်ရတော်ကသူ့နန္ဒာတဲ့ကတ္တဗမြတ်စွာဘုရားရဲ့ဇနီးကျင်ရကဘယ်သူတဲ့လဲသူနန္ဒာသရုသမီးကိုမူထားပြီးတော့အပျော်ရှင်ပေါင်း4000နဲ့8000ခြံရံပြီးတော့လောကရှိတဲ့ကိုခံစားတာနှစ်ပေါင်း2000ကြာတယ်တဲ့ဘယ်လောက်ကြာတယ်တဲ့သူမြတ်စွာဘုရားဂေါတမဘုရားနဲ့တော့ကြွာလိုက်တာဂေါတမမြတ်စွာဘုရားက16နှစ်မှာအိမ်အောင်ကြတယ်ရသောတရားနဲ့29မှာတောထွက်တယ်ဘယ်နှစ်နှစ်ရှိသိခံလဲတွက်ဟဲ့16နှစ်မှာအိမ်အောင်ကြတယ်29မှာတောထွက်တယ်ဘယ်လောက်တော့တဲ့73နှစ်ဘယ်နှစ်နှစ်လဲကဲကတ္တဗမြတ်စွာဘုရားကအနှစ်2000အနှစ်ဘယ်နှထောင်လဲတို့ဘုရားက73နှစ်ပဲအိမ်တော်ကြီးဒုက္ခခံစားလိုက်ရတော့ဟိုဘုရားကအနှစ်2000ကြီးအဲ့ဒါသူနန္ဒာဇနီးတော်မှာသားတော်တစ်ပါးမွေးတယ်တဲ့ဝိဇိတသေနတဲ့ဘယ်သူတဲ့အဲ့ဒီဝိဇိတသေနသားတော်လေးဖွားတော်မူတဲ့နေ့မှာတော်ထွက်တယ်ဘုရားအလောင်းတော်များလေဒီသားမွေးတဲ့နေ့ထွက်ကိုထွက်ရတယ်မထွက်လို့မရဘူးတောထွက်တော်မူသွားတာဝိရိဒသေနာဝါတော်မူတာတောထွက်တဲ့နမိတ်လေးပါးမြင်တောထွက်တဲ့ဘိဒတော်တော်ပြောဆိုသူတောထွက်ပုံကဆန်းတယ်ဘိဒရေရဏပြတ်တကြီးတဲ့ပြတ်တဆောင်ကြီးနဲ့ထွက်သွားတာရဏပြတ်တကြီးကစက်ဘိန်းစက်ဘီးကဲ့သို့လဲပြီးတော့တခါတည်းကောင်းကင်ကိုပြန်တက်သွားတာဘယ်ပြန်တက်သွားလဲကောင်းကင်ကိုပြန်တက်သွားပြီးတော့မဟာဗောဓိပညောင်ပင်မဟာဗောဓိအလယ်ထားပြီးတော့တည်နေတယ်ဒုက္ခရစရိယအကျင့်များကိုဘယ်တော့ကျင့်တော့9ရက်ပဲကျင့်နေတဲ့ဘယ်နှရက်ကျင့်လဲ9ရက်ပဲကျင့်သုံးတော်မူတယ်တောင်းမှမြည်တဲ့မရောဆောက်လူတဲ့မျက်စိစုပ်ကိုပညာမင်းမဘောဓိအောက်မှာအလျာအနံ15000ရှိတဲ့မြဲကိုခင်းတော်မူတယ်ထဲဝဲဖွဲခွေနေတော်မူစဉ်မြင်300လွန်တဲ့အခါမှာဘုရား